မိတ်ဆွေတို့အိမ်အောင်ရေးမှာရန်ခဏခဏဖြစ်နေမယ်တန်တရားကြီးလည်းအရန်များနေမယ်ပြီးမိမိရဲ့စိတ်ခံစားချက်ကိုမျိုးသိပ်ပြီးတော့မပြောရတဲ့အနေအထားတွေကြုံဘူးပါသလားကြုံဘူးတယ်ဆိုဒီဗီဒီယိုလေးကိုကြည့်သွားပြီးရှင်မင်္ဂလာပါရှင် Relationship America နေကြိုဆိုပါရရှင်ကျွန်မမတနာပါရှင်လက်ရှိအိမ်အောင်ရေးမှာရန်နေလည်းခဏခဏဖြစ်နေမယ်တန်တရားကြီးလည်းခဏခဏဝင်နေမယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလည်းမျိုးသိပ်နေရတဲ့အနေအထားတွေဖြစ်နေတယ်ဆိုရင်အဲ့ဒီပြဿနာတွေကလက်ရှိကြောင့်ဖြစ်နေတာမဟုတ်ဘူးကလေးဘဝတွေကရခဲ့တဲ့စိတ်တန်ရာတွေကြောင့်ဖြစ်နေတာပဲဘာကြောင့်ဖြစ်ရတာလဲဆိုတော့တချို့သောအတ္တကြီးသောမိဘတွေရဲ့လက်အောက်မှာနေခဲ့ရတဲ့သားသမီးတွေကဒီလိုစိတ်တန်ရာရှိကြတယ်ဘာလို့လဲဆိုတော့ကျွန်မအသေးစိတ်ပြောပြပေးမယ်ရှင့်အတ္တတွေနဲ့အုပ်ချုပ်တဲ့မိဘတွေရဲ့လက်အောက်မှာနေတဲ့သားသမီးတွေကဘလို့စိတ်တန်ရာတွေဘလို့အပြုတ်မှုတွေဖြစ်လာလဲဆိုတော့နံပါတ်1အမြဲတမ်းမျက်နှာသာပေးလို့စိတ်ရှိတယ်အဲ့ဒါဘလို့မျိုးကြောင့်ဖြစ်လဲဆိုတော့အတ္တကြီးတဲ့မိဘတွေကသူတို့စိတ်တိုင်းကြမှာသားသမီးကိုချစ်ပေးကြတယ်အဲ့လိုမျိုးနဲ့နေခဲ့ရတဲ့သားသမီးတွေကသူတို့ရဲ့စိတ်ထဲမှာတခုခုလုပ်ပေးမှငါမိဘကငါ့ကိုချစ်မှာဆိုတဲ့စိတ်ကဆွဲသွားတယ်အဲ့လိုမျိုးအနေထားဆိုရင်အိမ်အောင်ပြုလိုက်တဲ့အခါကျရင်အိမ်အောင်ဘက်အပေါ်ကိုလေငါကတခုခုလုပ်ပေးမှ तू ငါ့ကိုချစ်မှာဆိုတဲ့အတွေးတွေကဝင်သွားအောင်အဲ့ဒီခါမှာကိုကအပြင်ကပင်မနဲ့ပြန်လာတယ်ပင်မပြီးပြန်လာလဲဟန်ဆောင်ပြီးတော့ပြုတ်မှုနေတတ်တယ်ပေါ့နော်တစ်ဖက်ကမချစ်မှာဆိုတဲ့စိတ်တွေကများပြီးတော့သူ့ရဲ့ခံစားချက်တွေမျိုးသိပ်ထားအောင်အဲ့ဒါသူ့အတွက်ကစစ်မှန်တဲ့နှွေးထွေးမှုဖြစ်မနေဘူးဒီလိုမျိုးအနေထားနဲ့ဆိုဘယ်လောက်ထိရေရှည်သွားနိုင်မှာလဲနံပါတ်2ညင်းပယ်ခံရမှာကိုအလွန်မင်းကြောက်ရွံ့ခြင်းအဲ့ဒါဘာလဲဆိုတော့အတ္တကြီးတဲ့မိဘတွေကငါစကားနားမထိုင်ငေါင်းနဲ့မဆိုင်တော့ဘူးဆိုပြီးတော့ပြောပြီးတော့အုပ်ချုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအနေထားဆိုရင်သူတို့ရဲ့စိတ်ထဲမှာစွန့်ပစ်ခံရမှာအရန်ကြောက်သွားတယ်အဲ့လိုမျိုးစွန့်ပစ်ခံရမှာကြောက်တဲ့စိတ်ကအိမ်အောင်ပြုတ်လိုက်တဲ့အခါကျရင်အိမ်အောင်ဘက်ကအလုံးမအားလို့ဖုံးမကင်တာတို့ဘာလို့ဆိုသူတို့စိတ်ထဲမှာအရန်ဆိုးရိမ်စိတ်တွေများသွားပြီငါ့ကိုထားခဲ့ပြီလားမသိဘူးငါ့ကိုမချစ်တော့ဘူးလားမသိဘူးဆိုတော့တန်တရားတွေကတအားများသွားပြီစိုးရိမ်စိတ်တွေများသွားပြီတစ်ဖက်ကအလုံးများလို့လှစ်လို့ရှုမိသလိုဖြစ်သွားရင်ငါ့ကိုသူကမဆိုင်တော့ဘူးငါ့ကိုပဲသူမချစ်တော့ရလားတခြားမှာတွေ့နေတာလားဆိုတဲ့တန်တရားစိတ်တွေကအလွန်အမင်းမြင့်တက်ပြီးတော့သူတို့အတွက်အိမ်အောင်ကြီးကအစမပြေတော့ဖြစ်လာတယ်အဲအကြောင်းတွေထက်လာတယ်ပေါ့နော်တစ်ဖက်ကိုလည်းသွားပြီးရိုက်ခတ်လာတယ်လေဒီလိုမျိုးတန်တရားတွေကအဲ့တော့ဒီလိုစိတ်တွေကကိုယ်အိမ်အောင်ကြီးမှာအကြောင်းတွေထပ်သွားနိုင်တယ်နံပါတ်3ကိုယ်ပိုင်စီးပါမတတ်မှတ်ရေးခြင်းဒါကြတော့အတ္တကြီးရဲ့မိဘတွေကသားသမီးကိုအစအရာအသေးစိတ်ကအစသူတို့ဝင်ပါပြီးအုပ်ချုပ်တတ်ကြတယ်အဲ့လိုအနေထားဆိုရင်သားသမီးရဲ့စိတ်ထဲမှာသူ့ကိစ္စကိုယ့်ကိစ္စဆိုပြီးမခွဲခြားတတ်တော့ဘူးအဲ့လိုမျိုးအနေထားနဲ့ကိုယ့်အိမ်တော်ကြီးမှာဘာဖြစ်လာလဲဆိုတော့မိဘကကိုယ့်အိမ်တော်ကြီးဝင်ဆွတ်ဖက်တယ်အသေးစိတ်ကစဝင်ချုပ်ကင်တဲ့အခါမှာကိုကဝင်မပြောရဲတော့ဘူးဝင်မတုံ့ပြန်ရဲတော့တဲ့အနေအထားကြီးဖြစ်သွားပြီအဲ့လိုမတုံ့ပြန်ရဲတဲ့အနေအထားမှာတစ်ဖက်ကိုယ့်ရဲ့အိမ်တော်ဘက်ကစိတ်နာကြီးမှုတွေဖြစ်လာနိုင်တယ်အဲ့လိုနာကြီးမှုတွေဖြစ်လာတဲ့အနေအထားကြီးနဲ့ဆိုရင်နောက်ပိုင်းပြိုကွဲတဲ့အထိဖြစ်သွားနိုင်တယ်နံပါတ်4ချစ်ချင်းမြတ်တာပေါ်တန်တရားဝင်ခြင်းအဲ့ဒါကကြတော့တစ်ဖက်ကကိုယ့်ကိုချစ်လို့လွတ်လွတ်လပ်နေပါစေဆိုပြီးလှုပ်ပေးလိုက်တယ်အဲ့လိုအနေထားကြတော့ကိုကအတ္တကြီးတဲ့မိဘတွေဒါနဲ့အုပ်ချုပ်မှုနဲ့လာခဲ့တယ်ဆိုရင်ဒီလိုလွတ်လပ်မှုအရာတောင်မခံစားဘူးတဲ့အတွက်ဒီလွတ်လပ်မှုတစ်ဖက်ကပေးတဲ့အခါမှာတန်တရားဝင်သွားအောင်ငါဘာလို့ဒီလိုလွတ်လပ်ပေးရလဲနေခွင့်ပေးရလဲမသိဘူးသူလှုပ်ချင်တာလှုပ်ဖို့လားမသိဘူးဆိုတော့အတွေးတွေနဲ့တန်တရားတွေဝင်လာတယ်အဲ့တော့တစ်ဖက်ကပါပြဿနာသွားရှာနိုင်တဲ့အနေအထားဖြစ်သွားတယ်တချို့ကြပြဿနာမရှာရင်တော့စိုးရိမ်မှုတွေနဲ့တစ်ဖက်ကိုသွားမွန်းကျက်စေတယ်အဲ့လိုမှမဟုတ်တချို့ကြတော့မိဘကအတ္တနဲ့အုပ်ချုပ်ခဲ့တယ်ကိုယ့်ပါရဏာပေါ်ပါကိုကပြန်ပြီးအတ္တရနဲ့ပြန်ပြီးတော့လွှမ်းမိုးကျင်လာတယ်အဲ့လိုအနေထားဆိုရင်တစ်ဖက်ကလည်းအဆင်ပြေမှာမဟုတ်တော့ဘူးမပြေတဲ့အတွက်အိမ်တော်ကြီးကရေရှည်မှာအကြောင်းတွေထပ်ပြီးကွဲဖို့ပဲရှိတော့တယ်အဲ့တော့ဒီလိုမျိုးအကြောင်းတွေထပ်ပြီးတော့ဖြစ်နေတယ်ဒီလိုမျိုးစိတ်ဒဏ်ရာတွေကိုကျမတို့ကအတိမတ်ပြုပြီးတော့ကုစားပြီးတော့ရှေ့ဆက်မှဒီအိမ်တော်ကြီးကတာယာဖို့များတယ်တာယာမယ်ပေါ့နော်ဒီလိုမျိုးဒီစိတ်ဒဏ်ရာတွေနဲ့သွားမယ်ဆိုရင်ဒီအိမ်တော်ကြီးကအကြောင်းတွေထပ်ပြီးတော့အဆင်ပြေမှာမဟုတ်တော့ဘူး
အဲ့တော့မိဘကအတ္တနဲ့အုပ်ချုပ်ခဲ့တယ်ဒါကကိုယ့်အပြစ်မဟုတ်ဘူးဒါပေမဲ့ကိုယ့်အိမ်တော်ဘက်ကိုပါနာကျင်စေတယ်ဆိုရင်ဒါတာဝန်ပြက်ကွက်မှုဖြစ်သွားတယ်အဲ့တော့ဘဲလန်းညီညီကိုယ့်အိမ်တော်ကိုဘယ်လိုတိဆောက်မလဲဘဲလန်းညီတိဆောက်ချင်တယ်ဆိုရင်တော့ကျမစီမှာသင်တန်းဖွင့်ထားပါတယ်ရှင်အဲ့ဒီသင်တန်းကနံပါတ်1အိမ်တော်ရေးအခြေခံထိမ့်သိမ်းနည်းအိမ်တော်ရေးထိမ့်သိမ်းနည်းအခြေခံအုတ်မြစ်သင်တန်းဖြစ်ပါတယ်ရှင်အဲ့ဒီသင်တန်းကသင်တန်းကြီးက3သိန်းကျပ်ပါအဲ့ဒါကသူတို့အိမ်တော်ရေးမှာဘာတွေလိုအပ်လဲဘာတွေသိထားသင့်လဲဆိုတဲ့အခြေခံနည်းကိုသင်ပေးမှာဖြစ်ပါတယ်ရှင်လူတိုင်းသိထားသင့်တဲ့အခြေခံအသိပညာတွေဖြစ်ပါတယ်ရှင်ဒါကဘယ်သူတွေတက်တင်လဲဆိုရင်အိမ်တော်ပြုဖို့ရည်ရွယ်ထားသူတိုင်းအိမ်တော်သည်တိုင်းတက်တင်ပါတယ်ရှင်ဒီပညာရက်ကဒီတင်ပေးမယ့်အရာကစာသင်ပေးတာမဟုတ်ပါဘူးရှင်ဆွေးနွေးပြီးတော့စိတ်ပညာဘာသာရပ်နဲ့သင်ပေးမှာဖြစ်တဲ့အတွက်လူကြီးကန့်သက်ချက်ရှိပါတယ်ရှင်နံပါတ်1သင်တန်းကကြတော့ VIP special သင်တန်းပါရှင်ဒီသင်တန်းကကြတော့ခုနအပေါ်မှာပြောခဲ့တဲ့အတိုင်းစိတ်ဒဏ်ရာတွေစိတ်traumaတွေရခဲ့တယ်ဆိုရင်အဲ့ဒီ trauma တွေကိုကုစားပေးပြီးတော့ပညာရဲ့3ခုနဲ့သင်ပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါကနံပါတ်1စိတ်ပင်ကျမလေ့လာသင်ယူထားတဲ့စိတ်ပညာဘာသာရပ်နဲ့သင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်2ကတော့ရုပ်စင်းအင်္ဂါကိုကြည့်ပြီးသူတို့ရဲ့အကျင့်တွေပေါ့နော်သူတို့ရဲ့အကျင့်တွေသူတို့ရဲ့ပြင်ရမယ့်စိတ်ပိုင်းဆိုင်ရာတွေကိုဒီမှာအသေးစိတ်သင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်3ကကြတော့လက်မဆိုင်ကိုကြည့်ပြီးသူတို့ရဲ့ရည်မှန်းချက်တွေသူတို့ကိုဘယ်လိုဆွဲခေါ်ရမယ်ဆိုတဲ့ trauma တွေကုစားပြီးတော့သင်ပေးမှာဖြစ်ပါတယ်ရှင်သူ့ရဲ့သင်တန်းကြီးကတော့10သိန်းကျပ်ဖြစ်ပါတယ်ရှင်အဲ့ဒီသင်တန်းကကြတော့ဇုံတွဲစီသို့မဟုတ်တယောက်ချင်းစီကိုအသေးစိတ်တင်ရောညွှန်တန်းတည်တံ့ဆွဲပြီးတင်ပေးမှာဖြစ်ပါတယ်ရှင်နံပါတ်3ဝန်ဆောင်မှုကတော့လက်ရှိအိမ်တော်ကြီးမှာပြဿနာဖြစ်နေရဆိုရင်တော့ရင်ဖွင့်တိုင်ပင်ဆွေးနွေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်ရှင်ဒါတော့ plan ABC ဆိုပြီးတော့အသေးစိတ် messenger မှာလာဆွေးနွေးလို့ရပါတယ်ရှင်မိတ်ဆွေတို့အိမ်တော်ကြီးဆိုတာကံတရားကြီးပဲတသက်မဟုတ်ပါဘူးရှင်အတတ်ပညာဖြစ်ပါတယ်ရှင်အဲ့တော့အဲ့ဒီအတတ်ပညာနဲ့ကိုယ့်ရဲ့အိမ်တော်ကြီးကိုဘယ်လိုတည်ဆောက်မလဲဆိုတာသိချင်တယ်ဆိုရင်တော့ messenger မှာအသေးစိတ်လာရောက်ဆွေးနွေးလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်တော်ရှင်တိုင်းစစ်စစ်မြတ်တာတိုးပွားပြီးအရာလုံးစင်ပြေချောမွေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်